ပတ်စံမရှိကွင်းကိုမရမကတိုးချက်ခုတော့ပတ်စံလိုက်ချီးနေရပြီဖြစ်တဲ့စပိန်ကမွဲအသင်းဘာစီလိုနာအသင်းကကိုယ့်အခြေအနေကိုမသိပဲစပိန်တတိအသင်းကိုလိုက်ပြီးတော့တူးနေတာအတော်လေးကိုစိုးပါလေစပိန်တတိအသင်းကဘာနီပြူးကွင်းကြီးကိုအမိုးအပိတ်ဖွင့်နဲ့လှုပ်လဲပြလိုက်တော့သူတို့အသင်းနဲ့မရှိမဲ့မြက်လေးတွေကိုခွာပြီးရောင်းလို့ရတဲ့ပတ်စံလေးနဲ့သူတို့ရဲ့သူ့ဝနကွင်းတမိုးမလုံလေမလုံးမိုးရွာရင်ထွက်ပြေးရတဲ့ကန်နူးကွင်းအစုပ်ပလုံကြီးကိုပြုပြင်ခဲ့ပါလေပြုပြင်လေတဲ့လို့သာပြောတာပါခုချိန်ကြီးလဲမိုးကမလုံသေးပါဘူးသူတို့အသင်းပရိသတ်တွေကအခုချိန်ထိကိုမိုးရွာရင်ဝရုံးသုံးကားနဲ့ထွက်ပြေးနေရတော့မှာပဲလေတိုက်ရင်လည်းဖုံတက်နေတော့မှာပဲဒီလိုမရှိမဲ့ပတ်စံလေးနဲ့ကွင်းကိုပြုပြင်ခဲ့တဲ့ဘာစီလိုနာအသင်းဟာအခုချိန်မှာတော့ရှိသမျှပတ်စံလေးတွေပြောင်းနေပြီဖြစ်တာကြောင့်ပတ်စံတွေကိုလိုက်ပြီးတော့ချီးငားနေရပါပြီဒါအသင်းအပေါ်စီမံခန့်ခွဲမှုညံပြင်းချင်းလို့ခေါ်ပါတယ်ကိုဗစ်ဖြစ်ပြီးတာကလည်း6နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်ဒီ6နှစ်အတွင်းဒင်းတို့ကအခုချိန်ထိကိုပြာပုံနဲ့ဘဝကနေမကျွတ်လွတ်သေးပါဘူးခုထိလည်းအသင်းရဲ့ကစားသမားတွေကမနှက်စာလည်းမစားရသေးသလိုရေလည်းမချိုးရသေးပါဘူးဒါကတော့မီတာကတက်ရင်ပတ်စံတွေပို့ပြီးတော့ကုန်မှာစိုးရင်လို့ပါပဲပို့ပြီးဆိုတာကတနာစရာမျက်နှာငယ်လေးနဲ့စပိန်တတိအသင်းစီလာပြီးချီးငားရတာပဲဖြစ်ပါလေပြိုင်ပတ်အသင်းစီကိုတောင်လာပြီးချီးငားရတဲ့အဆင့်ထိဘာစီလိုနာအသင်းကနှိမ့်ကျသွားပြီလားအရင်ကဘာစီလိုနာအသင်းရဲ့ဒေဝါလီခံရတော့မလို့ဖြစ်နေတုန်းကစပိန်တထေးတွေကတထေးတွေပြီးငွေကြီးကူညီခဲ့ဘူးပါလေဒါဟုတ်ဒင်းတို့ကထပ်ပြီးတော့ရမလားချီးငားကြတာလေဖြစ်ပါလေဘာဖြစ်စပိန်တထေးဥက္ကရာကြီးပြည်ရက်အနေနဲ့စပိန်ငမွဲတွေကိုတော့တနာသောအဖြစ်ချီးငားတဲ့ပါလေမဟုတ်ရင်တော့ဒီသေးကမြက်တွေကိုတဖန်ပြန်ပြီးခွာရောင်းရအောင်ပါလေဖြစ်ပါလေ